ပန်းညိုးနေတာကြာပြီဆိုတဲ့စီးချိုသမားတွေအတူနေတဲ့အချိန်မှာပြီးမြောက်ခြင်းဆိုတဲ့အရာသာအပြေးဝခံစားရမှုမရှိတာကြာပြီဆိုတဲ့စီးချိုသမားတွေသွေးတိုးသမားတွေနှလုံးသမားတွေပလဲသူနန်းလုံးကြိုင်တက်စာကိုတောက်ပေးပါတလားတောက်ပေးရုံနဲ့တင်ထူးခြားမှုတွေတိတိတတ်တာအဆင်ပြေလာလိမ့်မယ်စီးချိုသမားတွေကတေးသေးချာချာတလားလောက်တော့ပုံမှန်တော့မှီဝဲရမယ်နော်ဆေးဘက်လည်အောင်ဆိုရင်တော့3လတိတိတောက်ပေးစီးချိုရှိတဲ့သူကပုံမှန်နော်အကျော်အားနေတဲ့သူထက်အချိန်တော့အနည်းငယ်ပိုယူရတယ်သူများတလားနဲ့တိတိုင်ရင်ကိုက2လသို့မဟုတ်3လမှတိတိတတ်တာဖြစ်လာတာမျိုးကိုမြင်တွေ့ရလိမ့်မယ်အဲ့အတွက်ယောဂအခန်းရှိတဲ့သူလေးတွေပလဲသူနန်းလုံးကြိုင်တက်စာကိုတောက်ပေးပါတလားအတွင်းထူးခြားမှုတွေရမယ်3လလောက်သေချာတောက်လိုက်မယ်ဆိုရင်တော့အရင်လိုပန်းပြန်လန်းလာမယ်ထောင်မှတ်မှုတွေပြန်ရမယ်အတူနေတဲ့အခါမှာလည်းပြီးမြောက်ခြင်းဆိုတဲ့အရာတာကိုအပြေးအဝခံစားရမှာဖြစ်ပါတယ်ဘယ်မျိုးမှာဝယ်ရမလဲဆိုရင်တော့ကျမကတော့အရာဝီတိုင်းပတ်သိရပါပလဲသူနန်းလုံးကြိုင်တက်စာကိုလိုချင်တယ်ဆိုရင်အခုပေးထားတဲ့နံပါတ်မှာဆက်သွယ်ပေးပါနာမည်ဖုန်းနံပါတ်လိပ်စာအပြည့်စုံသာပေးလိုက်ပါရှင်တလားစာတပူကို9900ပါမြို့နယ်လိုက်ပို့ဆောင်တာလေးတော့ရှိအောင်မယ်နော်